တနေကုန်မျက်စိမိတ်မခံရင်ဒေါ်လာတန်းစုရမယ့်အခွင့်အရေးဒီဖြစ်စဉ်တစ်ခုလုံးကိုကမ္ဘာတဝန်းကကြည့်ရှုနိုင်မဲ့တိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူအဓိကမီဒီယာအဖွဲ့အစည်းတွေကကြီးကြပ်မယ်ဒါရိုက်တာကသူမကိုကြက်သွန်နီတွေလှိခိုင်းတာနဲ့စတင်ပါတယ်မျက်ရည်တွေကျနေပေမဲ့သူမမျက်တောင်မခတ်ဘူးပြီးတော့200ဒီဂရီအပူချိန်ရှိတဲ့ရေနွေးငွေ့ကိုရင်ဆိုင်ရပါတယ်မျက်နှာတွေဆူးရှနာခြင်းပေမဲ့သူမမျက်တောင်မခတ်သေးဘူးလမ်းလျှောက်နေစဉ်ဘောလုံးတစ်လုံးပြန်လာပြီးသူမရဲ့မျက်ခွန်လေးတစ်ဖြက်ဖြက်လှုပ်သွားတယ်ဒါပေမဲ့တောင်ခတ်ဖို့9မီလီမီတာအကွာမှာပဲရှိနေသေးတယ်။ဒါရိုက်တာကငရုတ်သီးအနှစ်အိုးတအိုးကိုထုတ်လိုက်တယ်။သူမနှာချေတဲ့အခါတနိုင်ငံလုံးရင်တိန်တိန်ဖြစ်သွားတယ်။ဒါပေမဲ့ပြန်ကြည့်တဲ့အခါသူမရဲ့မျက်လုံးတွေလုံးဝမိတ်မသွားပဲ2မီလီမီတာအကွာမှာပဲရှိနေသေးတာကိုတွေ့ရတယ်။စိန်ခေါ်မှုမှာတနာရီပဲကျန်တော့မဲ့အချိန်သူမယုံကြည်မှုအပြည့်နဲ့ဆိုဖာပေါ်မှာထိုင်ပြီးအောင်ပွဲနဲ့အင်တာဗျူးတွေကိုစောင့်နေတယ်။ဒါပေမဲ့အောင်မြင်မယ်လို့သူမထင်နေချိန်မှာပဲဘိုက်စာလာတဲ့စပွဲပေါ်ကချောကလက်တွေကိုသူမမြင်လိုက်တယ်။ဒါနဲ့ချောကလက်တစ်ခုကိုယူပြီးပါဇက်ထဲထည့်လိုက်တယ်။လူတိုင်းအံ့အားသင့်သွားပြီးသူမအတွက်တနာစရာဖြစ်ကုန်တယ်ကဲလို့တင့်ကို24နာရီမျက်တောင်မခတ်ရင်ဒေါ်လာတန်းပေးမယ်ဆိုရင်တင်လုံနိုင်မလား